ကန်လက်ကန်ရသည်ဖွာအတွက်9 ရက်စာအဟောအများစုအတွက်အဟောဖြစ်ပါတယ်မိမိအတွက်တီးတန့်လို့ရင်3 လစာ6 လစာပိုက်ပါ39 411 359 133ကနေPD ဖက်ဖိုင်နဲ့ပို့ပေးပါတယ်8 ရက်2016 ခုနှစ်စောလာလူမှုရေးဖြတ်ကိုရဲ့တာဝန်တွေကိုပဲအဓိကထားပြီးလှုပ်ဆောင်နေမယ့်အချိန်ပါမိသားစုအတွင်းမှာရှိနေတဲ့အငြင်းပွားမှုတွေကိုထိခံခြင်းနဲ့ဖြေရှင်းနိုင်ပါလိမ့်မယ်ကိုယ့်ရဲ့ကံတရားကသင်ကိုလူမှုဆက်ဆံရေးနေပဲခြေပြန့်စေပါလိမ့်မယ်ကိုယ့်ရဲ့2016 ခုနှစ်စောလာအိမ်တောင်ဖက်ရဲ့မိသားစုနဲ့ဆက်ဆံရေးအလုံးပြေလည်ပြီးသူတို့စီကအကျိုးကျေးဇူးရတတ်ပါတဲ့အသုံးစရိတ်ဖက်စုဆောင်းငွေကပုံမတိတာနေမိကာလဖြစ်ပါတယ်အဝေးကရောက်လာတဲ့မိတ်ဆွေတွေစီကနေအကျိုးရှိမဲ့အိုင်ဒီယာသစ်တွေရရှိတတ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကလက်တွဲပေါ်အတွက်ပါစိတ်ချမ်းသာမှုပေးနိုင်ပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကူးတွေကသူတစ်ပါးအတွက်ထိသိမှုတစ်ခုဖြစ်စေပါလိမ့်မယ်အလုတ်ခွင်ကမိတ်ဆွေများစီကနေအကူအညီနဲ့အခွင့်အလမ်းကောင်းများရရှိတတ်ပါတယ်ကိုယ့်ဘဝရဲ့ရည်မှန်းချက်တွေကိုဒီကာလမှာဉာဏ်နဲ့အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်စီးပွားရေးမှာကုန်သွယ်မှုတို့မဟုတ်အကျိုးဆောင်လုပ်ငန်းများအလို့အကျိုးပေးပါလိမ့်မယ်စိတ်ကူးထဲကအတိုင်းဘဝကိုစီးစိမ်ရှိရှိဖြတ်သန်းနိုင်မဲ့ငွေကြေးအင်အားရှိလာပါလိမ့်မယ်စိတ်ကူးထဲကအတိုင်းစီမံကိန်းတွေကိုပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်နိုင်ပါလိမ့်မယ်အချစ်ရေးမှာနှွေးထွေးပြီးအေးချမ်းတဲ့တန်ရောစဉ်မျိုးဒီဆောက်နိုင်ပါလိမ့်မယ်စနေကြကိုထောက်ကြစီးနှင်းခြင်းသင်ဤဆိုင်တာဖိုးများသည့်လက်ရှိအစဉ်အလာများတွင်စန့်ကျင်ဘက်ဖြစ်နေတတ်ပါသည်30 ရက်2016 ခုနှစ်စောလာအဝေးကရောက်လာတဲ့မိတ်ဆွေတွေစီကနေအကျိုးရှိမဲ့အိုင်ဒီယာသစ်တွေရရှိတတ်ပါတယ်ကိုယ့်ရဲ့အောင်မြင်မှုကဘေးနာကလက်တွဲပေါ်ရဲ့ထောက်ပံ့မှုအပေါ်မူတည်နေပါလိမ့်မယ်ပါသာရေးတရားထိုင်ခြင်းနဲ့စိတ်အေးချမ်းမှုကိုအဓိကရှာဖွေဖြစ်ပါလိမ့်မယ်17 ရက်2016 ခုနှစ်စောလာစီးပွားရေးပြည်နှံမှုတိုင်းမှာကိုယ့်ဘက်ကအသာစီးရပြီးအကျိုးရှိမယ်စာချုပ်တွေချုပ်နိုင်ပါလိမ့်မယ်ဝါသနာတူသူတွေနဲ့စုပေါင်းပြီးပျော်ရွှင်စရာကောင်းတဲ့ခရီးစဉ်များသွားရတတ်ပါတဲ့စိတ်ထဲမှာရေရှိတဲ့နေရာသို့မဟုတ်စိတ်မြည်တဲ့ကျုံးတွေကိုသွားခြင်းစိတ်ရှိပါလိမ့်မယ်17 ရက်2016 ခုနှစ်စောလာနိုင်ငံခြားသားများတာမှမဟုတ်မတူကွဲပြားတဲ့ယဉ်ကျေးမှုရှိသူများချင်းဆက်ဆံရေးအလိုကောင်းမွန်ပါလိမ့်မယ်အနာဂတ်အတွက်ငွေကြေးလုံခြုံမှုရှိစေဖို့ဒီကာလမှာအောင်မြင်စွာစီမံပါလိမ့်မယ်အရင်ကမသိမြတ်ခဲ့တဲ့သူတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းစကားတွေကြားရတတ်ပါတယ်ကိုယ့်ရဲ့စကားပြောဆိုမှုကြောင့်နားလည်မှုလွဲတာမျိုးမဖြစ်အောင်အထူးဆင်ခြင်ပါကောင်းကိုက်ခြင်းသို့မဟုတ်အပူဝေဒနာလေးတွေအနေနဲ့သတိထားပါမသိစိတ်ကနေသိစိတ်အနာဂတ်လူမှုရေးအထွဲကြိုတင်နမိတ်ပြတာမျိုးကြုံရတတ်ပါတယ်မသိစိတ်ကနေသိစိတ်အနာဂတ်အထွဲကြိုတင်သတိပေးချက်တွေရရှိတတ်ပါတယ်ကိုယ့်ရဲ့ဉာဏ်ပညာကိုနိဗျူဟာမြောက်တဲ့နေရာမှာအသုံးချပြီးအောင်မြင်ပါလိမ့်မယ်အနာဂတ်အထွဲခိုင်မာတဲ့အလုပ်အကိုင်အခြေခံကောင်းတွေကိုဒီကာလမှာတည်ဆောက်နိုင်ပါလိမ့်မယ်လုပ်ငန်းခွင်မှာကိုယ့်ရဲ့စရင်းအင်းနဲ့စီမံခန့်ခွဲမှုစွမ်းရည်ကိုအားလုံးကချီးကျူးပါလိမ့်မယ်ကိုယ့်ရဲ့စကားပြောစွမ်းရည်ကြောင့်ညီအကိုမောင်သမားတွေကြားမှာနာမည်ရပါလိမ့်မယ်အစိုးရသို့မဟုတ်ကုမ္ပဏီကြီးများမှာချီးမြှင့်တဲ့စုကြေးငွေများရရှိဖို့အကြောင်းရှိပါတဲ့ဒီကာလမှာမထင်မှတ်ထားတဲ့ဝင်ငွေလမ်းကြောင်းတွေပွင့်လာပြီးလက်လာပါအထူးရပါလိမ့်မယ်လူမှုပတ်ဝန်းကျင်မှာကိုယ့်ရဲ့ကျင်နာတတ်တဲ့အမှုအရာကြောင့်အားကိုးခံရပါလိမ့်မယ်စနေကြကိုထောက်ကြစီးနှင်းခြင်းသင်ဤဆိုင်တာဖိုးများသည့်လက်ရှိအစဉ်အလာများတွင်စန့်ကျင်ဘက်ဖြစ်နေတတ်ပါသည်73 ရက်2016 ခုနှစ်စောလာ
ရောက်ခမတာမှမဟုတ်အိမ်တောင်ဖက်ရင်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပါဝင်ရတတ်ပါတယ်လူမှုရေးနယ်ပယ်ကနေခိတအဆက်အသွယ်ဖြတ်ပြီးအနားယူလို့စိများပါလိမ့်မယ်ကိုရဲ့ဆုံးဖြတ်ချက်တွေကမြန်ဆန်လွန်းလို့အမားမပါပါသတိထားရပါလိမ့်မယ်14ဇော်လာ2016ခုနှစ်စီးပွားရေးမှာရေရှည်ရင်းနှီးမြှုပ်နှံမှုများအတွက်အကောင်းဆုံးသောဆုံးဖြတ်ချက်များချနိုင်ပါလိမ့်မယ်ကံစမ်းခြင်းများမှာလည်းစိတ်ကူးရှိတဲ့အတိုင်းအဆင်ပြေမှုများကြုံရတတ်ပါတယ်အချို့အားဖြင့်ဒီကာလဟာသင်ရဲ့စိတ်ချမ်းသာပြီးစည်းစိမ်တိုးချီပါ